အားလုံးပဲမင်္ဂလာပါ Explore with Jasmine Channel လေးရနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဖေမြင့်ရဲ့ Genius ထူးချွန်ထက်မြက်မှုစာစုဆိုတဲ့စာအုပ်ထဲကနေမာတိကာ9ထူးချွန်ထက်မြက်သောစာသင်သားများတွင်တွေ့ရတတ်သည့်အလေးချိန်ကောင်း9ရက်ဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးစစ်ပါတယ်အရှိရရက်တွေမှာညီမ1ကနေ6ထိတော့ဖတ်ပြပေးပြီးသွားပါပြီဒီနေ့ကတော့နောက်ဆုံးအချက်အလေးချိန်ကောင်းလေးပါတွားကိုမှန်မှန်သွေးတက်သောအလေးလို့အမည်ရပါတယ်ပုံပြင်လေးတစ်ခုရှိတယ်တစ်ခါကတစ်ခုတ်သမားတစ်ယောက်တောထဲမှာသူကတစ်ပင်ကြီးတစ်ပင်ကိုတွားနဲ့တိုက်ဖြတ်သူ့တကိုယ်လုံးကလည်းလေချွေးသီးချွေးပေါက်တွေလဲကြားပြီးတော့တစ်ပင်ကလည်းမလဲသေးဘူးအဲ့ဒီအချိန်မှာတောထဲဖြတ်လာသူတူကသူ့ကိုမေးလိုက်တယ်ခမားကြည့်ရတာအတော်ပင်ပန်းနေပုံပဲဗျာခမားလွှကိုစွဲနေတာဘလောက်ကြာနေပြီလဲအဲ့ချိန်မှာတစ်ခုတ်သမားပြန်ပြေးလိုက်တယ်9 နာရီကျော်လောက်တော့ရှိပြီခြေကုံလက်ပန်းလဲကြာနေပါပြီဗျာခုထိလဲတစ်တုံးကမပြတ်နိုင်သေးဘူးလေအဲ့ချိန်မှာခီးတော့ကတစ်ခုတ်သမားကိုဘလို့ပြန်ပြောလိုက်လဲဆိုတော့ကျွန်တော်ကြည့်ရတာတော့ခမားရဲ့လွှာကတုံးနေတယ်နဲ့တူတယ်ခမားအဲ့ဒါအခုလုံးနေတာကိုခဏလေးရက်ပြီးတော့လွှာကိုခမားသွေးကြည့်ပါလားအဲ့ဒါဆိုရင်တော့ခမားလွှာကလည်းထပ်လာတော့ခမားဒီတစ်ခေါက်ပြန်ပြီးဖြတ်ရင်တော့မြန်ပြက်လိမ့်မယ်ထင်တယ်ဆိုပြီးတော့ခရီးသွားကတစ်ခုတ်သမားကိုအကြံဉာဏ်ပေးလိုက်တယ်ချိန်မရပါဘူးဗျာအဓိကအလုပ်ကိုပဲလုပ်နိုင်မယ်ဆိုပြီးတော့တစ်ခုတ်သမားကပျော့ဆူဆူနဲ့ပဲအဲ့တုံးနေတဲ့လွှာနဲ့ပဲအဲ့တစ်တုံးကိုဖြတ်ဆိုတော့ဒီပုံပြင်လေးကိုနားထောင်နေတဲ့လူတွေအတွက်ကတော့တစ်ခုတ်သမားရဲ့အမှားကိုကျမတို့တွေလွယ်လွယ်ကူကူနဲ့သိတာဗောဟုတ်တယ်မလားဒါပေမဲ့ကျမတို့ရဲ့တကယ်လက်တွေ့ဘဝမှာလူတော်တော်များများကအဲ့ဒီလိုတစ်ခုတ်သမားရဲ့အမှားတွေလိုမျိုးကျူးလွန်နေမိတတ်ကြတယ်တက်နှချောင်းနဲ့လှော်ရင်ပို့ပြီးတော့ခရီးရောက်နိုင်တာကိုသိရဲ့နဲ့နောက်ထပ်တက်တစ်ချောင်းကိုမရှာဘူးရှိတဲ့တစ်ချောင်းတည်းနဲ့ပဲပင်ပန်းနဲ့လှော်ခတ်နေတာမျိုးနောက်ပြီးကျမတို့တွေကတင်တန်းလေးတစ်ခုသွားတက်လိုက်ရင်ယာရူးတိုးနိုင်ပါလျက်နဲ့ဇွတ်ပေးပြီးတော့ထိုင်နေသလိုမျိုးအဲ့လိုဆိုရင်တော့အနေပိုင်းအစ်စ်မှာပဲရိုးထုတ်နေကြတဲ့ပုံစံမျိုးတွေဖြစ်နေကြတာပေါ့အောင်မြင်လို့သူဟာကိုယ့်ရဲ့အရေးအသွေးထက်မြက်တီထက်ထက်မြက်အောင်ပြုပြင်ပေးပြိုးထောင်လေးကျင့်ပေးနေဖို့အမြဲတမ်းလိုပါတယ်မိမိရဲ့အားနည်းချက်ကိုသိရမယ်သိတာကိုလည်းပြုပြင်ဖြည့်တင်းနိုင်ရမယ်မိမိဒီဟူသောလွှတ်အဲ့ဒီလွှတ်ကိုလည်းထက်နေရှနေအောင်သွေးထားနိုင်မှကျမတို့တွေရဲ့အလုံးမှာကျမတို့ကထူးခြားအောင်မြင်သူတွေဖြစ်နိုင်မှာပါတစ်ပင်တွေတပင်မီတပင်နဲ့ခုန်လဲနိုင်မှာပါကျောင်းသားကောင်းတယောက်အနေနဲ့ကောမိမိကိုယ်ကိုထက်ရှနေတဲ့တွားတစ်ချောင်းဖြစ်အောင်သွေးမယ်ဆိုရင်ဘာတွေလုပ်ရမှာလဲကျောင်းစာကိစ္စနဲ့ပတ်သက်ရင်အမြဲတမ်းနိုးကြားတက်ကြွနေရမယ်ပညာရဲ့ဆိုင်ရာအခက်အခဲမှန်သမျှကိုလည်းရင်ဆိုင်ကြော်လွှားမယ်ဆိုတဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်မျိုးတွေမွေးမြူထားနိုင်ရမယ်ငါဗမာညံ့နေတယ်လေအင်္ဂလိပ်စာလားမြန်မာစာလားသင်ချလား
အင်္ဂလိပ်စာညံ့ရင်အင်္ဂလိပ်စာနဲ့သင်ရတဲ့တခြားဘာသာရက်တွေမှာပါကျမတို့တွေကစက်ညံ့မှာနော်အခက်ခဲတွေပူရမှာကဲသင်ချာမှာညံ့နေဆိုရင်ရောသင်ချာမှာညံ့ရင်သင်ချာသုံးရတဲ့တခြားသိပ္ပံဘာသာရဲ့အချို့မှာပါကျမတို့တွေအခက်ခဲတွေ့ရပါလိမ့်မယ်အဲ့ဒီညံ့တာတွေကိုမညံ့အောင်မလိုက်နိုင်တာတွေကိုလိုက်နိုင်အောင်ကျမတို့တွေအရင်ဆုံးလုပ်ရပါလိမ့်မယ်ခြေတစ်ပေါင်ကျိုးနဲ့တော့မာရသွန်ပြေးပွဲဝင်ရင်မဖြစ်ဘူးလို့သတိရှိရင်မိမိကိုယ်ကိုပြုပြင်မြင့်တင်တက်ရပါလိမ့်မယ်ဒါကြောင့်မိမိဒီဟူတဲ့ဟွာကိုအမြဲတမ်းထပ်ရှနေအောင်သွေးနေရပါမယ်အဲ့ဒါအတွက်အရန်အရေးကြီးတဲ့နောက်ထပ်အချက်တစ်ခုကကျမ်းမာမှုပဲဖြစ်တယ်မကျမ်းမာရင်တော့လွှာကိုထပ်နေအောင်လည်းသွေးလို့မရဘူးဘာမှလည်းဆက်ပြီးလုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့လူဆိုတဲ့ခန္ဓာကိုယ်ကြီးမှာကိုယ်နဲ့စိတ်ကအမြဲတမ်းဒွန်တွဲနေလို့ပါကိုယ်ကျမ်းမာနေမှအုံနောက်ရွှင်လန်းနေမှတွက်လက်ထက်မြက်တဲ့စာသင်သားတစ်ယောက်ဖြစ်နိုင်မှာပါပညာသမားတဦးအနေနဲ့ရောကျမ်းမာအောင်လုပ်မယ်ဆိုရင်ကာယဗလမောင်ဖြစ်တယ်ထားအောင်လေ့ကျင့်လိုက်စားနေဖို့မလိုဘူးကျမတို့ကလေ့ကျင့်ခန်းလုပ်မယ်ကျမ်းမာအောင်လုပ်မယ်ဆိုရင်ကျမတို့ကကာယဗလမောင်တွေလိုမျိုးစိတ်ထဲမှာတွေးမိတတ်ကြတယ်သူတို့တွေလောက်အထိကျမတို့လှုပ်เสียလိုမှာလားမလိုဘူးလေ့ကျင့်လိုက်စားဖို့လည်းမလိုဘူးကျမတို့လုပ်ရမယ့်အချက်ကတင့်တင့်လျောက်ပတ်တဲ့အချိန်နဲ့များမကုန်လူလည်းများမပင်ပန်းနဲ့လေးကျင့်တဲ့အားကစားမျိုးပဲလုပ်ဖို့ပဲလိုတာပါနောက်ထပ်ထပ်ပေါင်းပေးရမှာကအစာအာဟာရလေးပြည့်စုံမျှတရမယ်ဒါအပြင်အိတ်ချိန်စားချိန်နားချိန်စာကြည့်ချိန်တွေကိုလည်းတင့်လျောက်ပတ်စွာနဲ့ချိန်ဆသတ်မှတ်ပြီးတော့အဲ့ဒီ schedule အဲ့ဒီချမှတ်ထားတဲ့အချိန်စရာအတိုင်းကိုအသားတကျနေထိုင်တတ်ဖို့အရန်ကိုပဲလိုအပ်ပါတယ်ဒါကြောင့်ကျောင်းသားကျောင်းသူတွေကိုသာမကပညာရဲ့သမားတွေတခြားသောကျမရဲ့စာဖတ်ပရိသတ်တွေကိုအကြံဉာဏ်ပေးချင်တာကပညာရေးဘက်မှာစိတ်သက်ထက်သန်ပြီးတော့စိတ်သွားသလောက်ကိုပါနိုင်မဲ့ကျမ်းမာမှုမျိုးလဲရှိမယ်ဆိုရင်လူတကာထက်ထူးကျော်ထက်မြက်တဲ့ကျောင်းသားကျောင်းသူကောင်းတူဖြစ်လာမှာသိကြပါတယ်မူရင်းရေးထားတဲ့လူကတော့ Charlie Lee ရဲ့ Seven Habits of Highly Effective Student ပါဆိုတော့ညီမရဲ့ဒီနေ့ sharing လုပ်ပေးတဲ့အလေးကျင့်ကောင်း9ရက်ကတော့ဒီမှာနေပြီးသွားပါတယ်ညီမအနေနဲ့ဒီအလေးကျင့်ကောင်း9ရက်ကိုခြုံငုံပြီးတော့ message လေးပေးရမယ်ဆိုရင်ဒီအလေးကျင့်ကောင်း9ရက်ဆိုတာကျောင်းသားကျောင်းသူတွေအတွက်လဲပါသလိုညီမတို့တွေကအသက်တွေဘလောက်ကြီးအသက်30ဖြစ်ဖြစ်40ဖြစ်ဖြစ်50ဖြစ်ဖြစ်မူလာတန်းအလယ်တန်းအထက်တန်းတက္ကသိုလ်မှာတက်နေမှာအဲ့ဒီလူကိုကျောင်းသားလို့ခေါ်တာမဟုတ်ပါဘူးညီမတို့တွေကျမ်းမာနိုင်တယ်စိတ်သွားတိုင်းကိုပါနိုင်တယ်ဆိုရင်ညီမတို့တွေလက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်တွေမှာလိုအပ်တဲ့ဖြည့်တင်းဖို့လိုတဲ့ပညာရက်တွေသင်တန်းတွေအဲ့ဒါတွေကညီမတို့တွေအတွက်တောက်လျှောက်ကိုအသက်မသေးခင်အထိကိုအလုံးလုံးနိုင်တဲ့အထိကိုအုံနောက်
ရှင်သန်နေသေးတဲ့အထိဘယ်အရာကိုမဆိုစာတင်နေဆိုမှကျောင်းသားမဟုတ်ပါဘူးအားကစားတင်တာပဲဖြစ်ဖြစ်တခြားအချုပ်တင်တာပဲဖြစ်ဖြစ်ဒီဇိုင်းတင်တာပဲဖြစ်ဖြစ်ဘယ်အရာကိုမဆိုကျမတို့တွေဘက်ကတင်ယူနေတယ်ဆိုရင်ကျမတို့ကကျောင်းသားကျောင်းသူတွေပါပဲ lifelong learning တင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေကြီးပါပဲဒါကြောင့်ဒီနေ့ဖတ်ပြတဲ့အလေးကျင့်ကောင်းတွေဆိုတဲ့ခေါင်းစဉ်တွေကိုကျောင်းသားကျောင်းသူတွေဒါမကကျမတို့တာမန်အလုံးလုံးနေတဲ့လူတွေရောတခြားသောလူတွေပါနားထောင်ပြီးတော့လေးကျင့်သွားရင်အကျင့်လေးတွေကိုမွေးမြူသွားကြရင်ကျမတို့တွေကအောင်မြင်တဲ့သူတွေတနေ့မုတ်ချဖြစ်လာနိုင်မယ်လို့ကျမအများကြီးယုံကြည်ပါတယ်အားလုံးကိုကျေးဇူး